င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။စမပညာသိကောင်းစေရာဗီဒီယိုအပိုင်းဒီဗီဒီယိုလေးမှာတော့စမတွေရဲ့ပုံစံအမျိုးအစားများအင်းစမတွေရဲ့တွာလာပုံစမသွားစမလာနဲ့စမတွေမှာပါဝင်တတ်တဲ့ခန္ဓာများစမတို့ရဲ့အစိတ်ပိုင်းတွေကိုဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်။အင်းစမတွေမှာပုံစံအဖြစ်၃မျိုးရှိပါတရိကံပုံစမစတုကံပုံစမနဲ့စဝိုင်းပုံစမဆိုပြီးတော့စမပုံစံကိုများသောအားဖြင့်၃မျိုးမြင်တွေ့ကြရမှာဖြစ်ပါတယ်စမတွေရဲ့သွားလာပုံကလည်းအင်းများစီရင်တကယ်တော့စမတွေကိုလည်းရေးသားတဲ့အခါမှာစမသွားစမလာရှိပါတယ်ဒီနေရာမှာများသောအားဖြင့်အသုံးများသောနည်းကိုရွေးချယ်ပြီးတော့ပြသပေးပါမယ်ယထာသွားစမကတော့ကျင့်စဉ်စခန်းတွေအတွက်စမသွားလာပုံဖြစ်ပါတယ်ခရုပတ်သွားကလည်းလွယ်ပင်လွယ်ညာတော့လဲထွက်ရစခန်းအထိပေါင်းမြောက်အောင်မြင်နိုင်သောစမသွားလာပုံမျိုးဖြစ်ပါတယ်ဘွားကြိတ်လိန်သွားနည်းကတော့ပယောဂပိုင်းကာယပိုင်းတွေမှာဘွားကြိတ်လိန်သွားနည်းနဲ့ရေးဆွဲကြပါတယ်ဘိုးသွားသို့မဟုတ်စကဲဘိုးသွားကလည်းအဋိဌံစခန်းတွေအောင်မြင်ရေးအတွက်စီရင်ကြသောစမသွားနည်းတစ်မျိုးဖြစ်ပါတယ်အသုံးများသောဤလေးနည်းအပြင်နောက်ထပ်အပြိုင်ဆိုင်အနိုင်အရှုံးတို့တွင်မြင်းခုံစမကိုရေးဆွဲကြပါတယ်အန်ဒီကိုကျော်လွှမ်းနိုင်ရန်အတွက်ဇရက်ခုံသွားနည်းအခက်အခဲများကိုကျော်လွှမ်းနိုင်ရန်အတွက်ဖားခုံစမသွားနည်းအတိုက်ခိုက်များတွင်ချင်းသေးခုံသွားနည်းရှိန်ဆာရာကိုပြောက်စီလိုမှုသမင်ခြေဝက်သွားနည်းစသဖြင့်စမသွားနည်းများစွာရှိပါဆက်လက်ပြီးစမတွေမှာပါဝင်လေးရှိရဲ့အချက်လက်တွေတနည်းအားဖြင့်စမများမှာပါဝင်သောခန္ဓာများကိုဆက်လက်ပြီးတော့ပြောပြပါမယ်မူလဓာတ်လေးပါစမမူလဓာတ်လေးပါစမဆိုတာကတော့စမတွေမှာစထဘာဝတို့တတညကဆိုတဲ့မူလဓာတ်လေးပါစမသည်အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကဗိန္ဓုစမစတာဘာဝဆိုတဲ့စမလေးလုံးကိုအဝိုင်းရေးဆွဲပြီးအတွင်းမှာအပြင်ဒီလိုတွာလာပြီးရေးဆွဲထားတဲ့စမမျိုးကိုဗိန္ဓုစမလို့ခေါ်ပါတယ်ဘီးစမများဆိုတာကတော့ဥပမာလာကြီးနာငယ်လာစသဖြင့်တလုံးနဲ့အခရာများဖြစ်ပြီးတော့ဘီးတလုံးနဲ့ကိုစမများထဲမှာထင်ရှားစွာထည့်သွင်းပြီးတော့စီရင်ကြတဲ့စမမျိုးကိုဘီးမျိုးကိုဘီးစမလို့ခေါ်ပါတယ်နောက်တစ်ခုကဂါထာများစမတွေမှာဂါထာတွေပါဝင်နေတာကိုလည်းများသောအားဖြင့်တွေ့ကြရမှာဖြစ်ပါတယ်နမူနာပြထားတဲ့ပုံမှာကြည့်ပါကဏ္ဍစမများပေါ့နော်နန္တင်ကဏ္ဍဂျိုကဏ္ဍဓာတ်ကဏ္ဍဂါထာကဏ္ဍဆိုပြီးတော့ကဏ္ဍတွေကတော့အမျိုးမျိုးရှိပါစမကဏ္ဍအင်္ဂဏ္ဍကတော့အင်းစံကဏ္ဍပုံစံနဲ့ယခုပြထားတဲ့အတိုင်းရေးဆွဲကြတာမျိုးကိုမြင်တွေ့ရတဲ့အတွက်ဒီကဏ္ဍတွေကစမကဏ္ဍဖြစ်ပါနောက်တစ်ခုနေနံကဏ္ဍနဲ့ဂျိုကဏ္ဍနေနံကဏ္ဍနဲ့ဂျိုကဏ္ဍသည်စမကဏ္ဍပုံစံနဲ့ရေးဆွဲထားတော့လည်းပဲတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြစနေဆိုပြီးတော့1 2 3 4 5 6 9ဆိုခုနှလုံးကိုတွေ့ရှိရပြီးတော့ဂျိုကဏ္ဍကတော့1 2 3 4 9 5 8 6ဆိုပြီးတော့ရှစ်လုံးကိုတွေ့ရှိရမှာဖြစ်ပါဒီနေရာမှာဓာတ်ဂျိုကဏ္ဍတွေကိုလည်းစမတဲတွေမှာထည့်သွင်းထားတာကိုလည်းတွေ့ဘူးကြမှာဖြစ်ပါဥပမာအန်ဂျောဓာတ်ကိုရည်ရွယ်၍တက်ခွန်ဆိုတဲ့ကဏ္ဍမျိုးကိုလည်းတွေ့ကြရမှာဖြစ်ပါတယ်နောက်တစ်ခုကဂါထာမှလာသောကဏ္ဍစမများဂါထာများကိုရွတ်ဆို၍၎င်းဂါထာမှာပါတဲ့ကဏ္ဍတွေကိုသာရေးသွင်းတာမျိုးဖြစ်ပါဥပမာအဖြစ်ဘုရားဟုကာမောက်ကလူ24ဆိုတာမျိုးအဲဒီလိုဂါထာကဏ္ဍတွေကိုမြင်တွေ့ကြရမှာဖြစ်ပါကျွန်တော်ရဲ့အခုတင်နေတဲ့ YouTube channel လေးကို subscribe လုပ်ထားတဲ့မိတ်ဆွေတွေကနေတပည့်တွေကနေညီကိုမောင်နှမတွေကနေပြီးတော့ဒီစမအကြောင်းသိကောင်းစရာစာအုပ်ကိုမင်းဖောက်ပြီးတော့မေတ္တာလက်ဆောင်ပေးသွားမှာဖြစ်ပါ
နောက်ထပ်တင်ပြသွားမယ်အပိုင်းဆက်ဗီဒီယိုများကိုလည်းဆက်လက်လေ့လာနိုင်ဖို့အတွက်ဒီ channel လေးကို subscribe လုပ်ထားဖို့အကြံပေးလိုပါတယ်နောက်ဗီဒီယိုများမှာလည်းစမရေးဆွဲရတယ်လိုက်နာမယ်စီကံတွေမှာကိုရေးဆွဲတဲ့အခါမှာရေးဆွဲနည်းများကိုအစအလယ်အဆုံးတိတိကျကျပြသသွားမှာဖြစ်ပါမိတ်ဆက်အဖြစ်အရဟံကိုတချောင်းဆွဲပုံဆွဲနည်းတတန်ငင်းချိတ်ခွင်းပိတ်စမကိုတချောင်းဆွဲနည်းနာငယ်ခွင်းပိတ်စမရေးဆွဲနည်းစတဘာဝဝင်ထိမ့်သိမ့်ထွက်ဒွေတုစမများရေးဆွဲနည်းဒါကြီးလိန်စမရေးဆွဲနည်းပုံတော်စမရေးဆွဲနည်းနောက်သိတိစမကြီးများရေးဆွဲနည်းများကိုလည်းရှေ့ဗီဒီယိုဖိုင်လေးမှာဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ